အားလုံးပဲမင်္ဂလာပါဝိမာနေတဲ့ညီကောင်မများဖျားသခင်ရောက်စီကံကောင်းချီးပေးပါစေကျွန်တော်လည်း live မှာမတက်တာကြပြီဆိုတော့မတွေ့တာကြပြီဆိုတော့လေဟာလေလုယာဟာလေလုယာကြီးစွာတော်ကြောင့်ခုပြန်လဲညီကောင်မများတွေနဲ့တွေ့နိုင်တဲ့ခွင့်ကိုပေးတဲ့အတွက်ကြောင့်ဖျားသခင်ကိုချီးမွမ်းပါတယ်အိမ်မတာမဖျားသခင်ကောင်းမြတ်ပါတယ်တယောက်နဲ့တယောက်ကိုမမေ့ကြရအောင်ဝိမာန်နေတဲ့ညီကောင်မများတယောက်နဲ့တယောက်ကိုဆူတောင်းကြရအောင်ဆူတောင်းပေးကြရအောင်ဝမ်းနေတဲ့အခြေခွဲတဲ့ညီကောင်မများမိသားစုမှာလည်းရှိမှာဒါပေမဲ့ဘုရားသခင်ရဲ့နောက်ကပတ်တော်နဲ့ဘုရားသခင်ရဲ့ကိုတော်ချီးမွမ်းခြင်းနဲ့ကျွန်တော်တို့ကဘုရားရှင်ရှင်မှာစက္ကကြရအောင်ချီးမွမ်းကြရအောင်ဆိုတာအနေနဲ့ကျွန်တော်ဒီနေရာကနဲ့ညီကောင်မများအားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီတခြင်းလေးတစ်ပုဒ်လေးနဲ့ခွာပြချင်တယ်